မင်္ဂလာပါဂျပ်ကနေပြန်လဲကြိုဆိုပါရခင်ဗျ73စီစင်းလုံးတွေမြင်မာနေပြီးစီဆိုင်တွေမှာအချိန်ပေးတန်းစီရတဲ့လက်ရှိကာလမှာပေါ့ဗျာလျှက်စစ်ကား EV တစ်စီးကိုဝယ်ယူမောင်းနေတာဟာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်ဟုတ်ပါတယ်လျှက်စစ်ကားတွေဟာစိတ်ငြိမ်တယ်ချောမွေ့တယ်လေပတ်မှုကုန်ကြစရိတ်ကိုအများပြသက်သာစေတယ်ဒါပေမဲ့ကားအယောင်ပြကန်းတွေကရွှေညီကိုတို့ကိုလုံးဝဖွင့်ဟပြောပြမှာမဟုတ်တလို့တည်င်းတွေမှာလည်းရှင်းရှင်းလင်းလင်းတင်ပြလိမ့်မရှိတဲ့ EV ကားပိုင်ရှင်တွေကိုယ်တိုင်တော့လုံးဝမရိပ်မိသေးတဲ့ကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေနဲ့ EV ကားနောက်ွယ်မှာရှိနေတဲ့ဆိုတာကိုရွှေညီကိုတို့သိပါသလားဒီနေ့ဗီဒီယိုမှာတော့နိုင်ငံတကာသုတေသနစာတမ်းတွေတကယ်လက်တွေ့ဖြစ်ရဆိုးတွေနဲ့ကမ္ဘာစီးရင်အချက်လက်တွေပေါ်အခြေခံပြီး EV ပိုင်ရှင်တိုင်းမဖြစ်မနေတည်ထားရမယ်အရေးကြီးဆုံးလှုပ်ဝက်ချက်တွေနဲ့ဈေးကွက်အတွင်းကလက်တွေ့အခက်အခဲတွေကိုအသေးစိတ်ချပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးလှုပ်ဝက်ချက်ကတော့ EV မီးဘေးအနေနဲ့ငြိမ့်သက်ခြင်းဆိုင်ရာအမှန်တရားဖြစ်ပါတယ်လူတော်များများကလျှက်စစ်ကားတွေဟာ73စီကားတွေထပ်ပို့ပြီးမီးလောင်လွယ်လို့ထင်နေကြတယ်ဗျဆိုရှယ်မီဒီယာပေါ်မှာ EV ကားတစ်စီးမီးလောင်တဲ့ဗီဒီယိုပြန့်သွားတိုင်းဒီစိုးရိမ်စိတ်ကပုံမကြီးထွားလာတတ်ပါတယ်ဒါပေမဲ့ကမ္ဘာလုံးဆိုင်ရာတရားဝင်စီးရင်အင်းတွေအရအမှန်တရားကစက်ကျင်ဘက်ပဲဖြစ်တယ်ဗျအမေရိကန်အမျိုးသားတရုတ်ပိုးဆောင်ရေးဘေးကင်းရင်ဘုတ်အဖွဲ့နဲ့လမ်းမကြီးဘေးကင်းရင်စီမံခန့်ခွဲမှုအဖွဲ့တို့ရဲ့73စီတုံးရှင်တွေဟာရောင်းချမှုတသိန်းမှာ1529ချိန်ကန်မီးလောင်မှုဖြစ်ပွားလေးရှိပြီး hybrid ယာဉ်တွေမှာတော့မီးလောင်မှုတော့အမြင့်မားဆုံးအဖြစ်ရောင်းချရမှုတသိန်းမှာ3484ချိန်ထိရှိနေတာကိုတွေ့ရပါတယ်စက်ချစ်ဘက်အနေနဲ့လျှက်စစ်တီးတန်းရှင်တွေမှာတော့ရောင်းချရမှုတသိန်းမှာ25ချိန်ပဲမီးလောင်မှုဖြစ်ပွားတာမို့လို့မီးလောင်နိုင်ခြင်းအလွန်မင်းနှိမ့်ချနေတာကိုအံ့ဩဖွယ်ရတွေ့ရှိရတယ်ဗျဒါပေမဲ့ဘာဖြစ်လို့ဒီမီဒီယာတွေနဲ့အများပြည်သူကြားထဲမှာ EV မီးလောင်မှုကိုတလောက်အုံကျွတ်စိုးရိမ်နေကြတာလေအကြောင်းရင်းကတော့မီးလောင်တဲ့အချိန်ရင်မဟုတ်ပါဘူးမီးတစ်ချိန်လောင်ရင်ညှိမ့်တက်ရတာအလွန်ခက်ခဲလွန်းပြီးပြင်းထန်လို့ပဲဖြစ်တယ်ဗျ2024ခုနှစ်ဩဂတ်စ်1ရက်နေ့ကတောင်ကိုရီးယားနိုင်ငံအင်ချွန်းမြို့လူနေတိုက်ခန်းတွဲတစ်ခုရဲ့မြေအောက်ပါကင်မှာရပ်ထားတဲ့ Mercedes-Benz EQE ကားတစ်စီးအားသွင်းမထားပဲအလိုအလျောက်စတင်မီးလောင်ကျွမ်းနေဗျအဲ့ဒီမီးလောင်မှုကြောင့်ထွက်လာတဲ့အစိမ်းငွေ့တွေနဲ့ပြင်းထန်တဲ့မီးတောက်တွေဟာ8နာရီကျော်ကြာမြင့်ခဲ့ပြီးကားပါကင်အတွင်းကရင်ပေါင်း140ကျော်ကိုပြာကျပျက်စီးစေခဲ့ပါတယ်ပြီးတော့ဗျတိုက်ခန်းနေလူပေါင်းရာချီအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်ဗျအဓိကပြဿနာကဘာလဲဆိုတော့လူအမှားယွင်းပဲဖြစ်ပါတယ်အဆောက်အုံစီမံခန့်ခွဲရေးရုံးကဝန်ထမ်းတွေကမီးချက်ပေးတန်းကိုအချက်ပေးတန်းမှားတယ်လို့ထင်ပြီးတော့အလိုအလျောက်စပရင်ကာလာစနစ်ရဲ့ရထင်းဘားကိုပိတ်ထားခဲ့ပြီလို့ပဲဖြစ်တယ်ဗျမိနစ်ပိုင်းအကြာမှာပြန်ဖွင့်ခဲ့ပြီးမြမီးတောက်ပြင်းအားကြောင့်လျှက်စစ်တအားစနစ်တစ်ခုပျက်စီးသွားခဲ့ရပြီဖြစ်လို့စပရင်ကလာလုံးဝအလုံးမလုံးတော့ပဲအပြည့်စစ်အလုံးကြီးမားသွားခဲ့ရတာဖြစ်ပါတယ်လီသီယမ်အိုင်ယွန်ဘက်ထရီတွေဟာအပူလွန်ခဲ့ပြီးတစ်လုံးနဲ့တစ်လုံးကူးဆက်လောင်ကျွမ်းတဲ့ထာမယ် runway ဖြစ်ပွားရင်ရိုးရိုးမိသက်ဆေးဘူးတွေရိုးရိုးရေပိုက်တွေနဲ့ငြိမ့်သက်ဖို့လုံးဝမဖြစ်နိုင်ပါဘူးဘက်ထရီဆဲသွင်းဓာတ်ဖြစ်မှုတွေကြောင့်အောက်ဆီဂျင်မလိုပဲစက်တိုက်မီးလောင်နေတာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာမီတပ်အဖွဲ့တွေဟာအဲ့ဒါကိုငြိမ့်သက်ဖို့ရိုးရိုးကားတစ်စီးထက်အစာပေါင်းများစွာပိုမိုတဲ့ရေပမာဏဂါလန်3000ကနေ8000ထိသုံးဆွဲတဲ့ဘက်ထရီဘူးခုံကိုနိုင်ပေါင်းများစွာစဉ်ဆက်မပြတ်အေးပေးရလေရှိတယ်ဗျအဲ့ဒါအပြင်ကြန့်ရှိနေတဲ့လျှက်စစ်တအားတွေကြောင့်မြင်းငိမ့်သွားပြီးတဲ့နောက်ရပ်ပိုင်းအကြာမှာပဲပြန်လည်မီးလောင်တတ်တဲ့အန္တရာယ်ကလည်းရှိနေပါတယ်ကမ္ဘာတဝန်းမှာ EV မီးလောင်မှုကိုကင်တွယ်ဖို့အဓိကနည်းဗျူဟာ3ရပ်ရှိပါတယ်ပထမနည်းလမ်းကအေးပေးတာဖြစ်ပါတယ်ဘက်ထရီဘူးခွန်အပြင်ဘက်ကိုရေမုံရေမွားတွေနဲ့နိုင်ပေါင်းများစွာအေးပေးရတာဖြစ်ပြီးအတွင်းပိုင်းအလုံးပိတ်ဆဲတွေစီရေတိုက်ရမရောက်လို့အချိန်ကြာမြင့်စေတယ်ဗျဒုတိယနည်းလမ်းကစနစ်တကျလောင်ကျွမ်းစေခြင်းပဲဖြစ်ပါတယ်ဘေးကင်းတဲ့နေရာဆိုရင်ဘက်ထရီတစ်လုံးလုံးကုန်စင်အောင်လောင်ကျွမ်းသွားစေဖို့တွတ်ထားတဲ့နည်းလမ်းဖြစ်ပြီးအဲ့ဒါကကြန့်ရှိနေတဲ့ရစစ်စွမ်းအင်ကိုပါလောင်ကျွမ်းစေလို့တကြောပြန်မီးလောင်နိုင်ခြေကိုအပြီးတိုင်းတားဆီးပေးနိုင်နေဗျတတိယနည်းလမ်းကတော့ရေအောက်နှိမ့်မြုပ်ခြင်းပဲဖြစ်ပါတယ်ကားတစ်စီးလုံးကိုရေကန်တဲ့ရက်တစ်ပတ်ချီစိန်ထားတာပဲဖြစ်တယ်ဗျဒါပေမဲ့ရေအောက်မှာလည်းထာမယ် runway ကဆက်ဖြစ်နေတတ်ပြီးဓာတုရေဆိုတန့်စစည်းကအလွန်ကြီးမားပါတယ်အရေးကြီးတာတစ်ခုကတော့ဈေးကွက်ထဲကမီတက်ဆောင်တွေပဲဖြစ်ပါတယ်မီတက်ဆောင်ဟာမီးတော့မပြတ်အောင်တားဆီးနိုင်ပေမဲ့ဘက်ထရီအတွင်းပိုင်းလောင်ကျွမ်းမှုကိုမရပ်တန့်နိုင်ဘူးဗျအမေရိကန်မီတက်ဘေကင်းရေးသုတေသနအဖွဲ့တွေရဲ့လိလာချက်အရဆောင်းအောက်မှာဟိုက်ဒရိုဂျင်လိုမျိုးလောင်ကျွမ်းလွယ်တဲ့ဓာတ်ငွေ့တွေစုပုံပိတ်မိနေစေပြီးတကယ်လို့ဆောင်းကိုပြန်လည်ဖယ်ရှားလိုက်တဲ့အခါဒါမှမဟုတ်လေဝင်သွားတဲ့အချိန်မှာအောက်ဆီဂျင်နဲ့ထိတွေ့ပြီးပြင်းထန်တဲ့အငွေ့ပြန်တိမ်တိုက်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေတဲ့ပဝန်းကျင်ကိုပြပြင်းထန်ထန်ဘေးပြူနိုင်လို့မီတက်ဆောင်တွေကိုအမိုးအောက်ပါကင်တွေမှာသုံးဆွဲတာမျိုးမပြုဖို့အထူးတတိပေးထားပါတယ်အဲ့ဒီအစာရေနဲ့300ခန့်လုံးရောဆက်ရတဲ့မော်လီကျူအစစ်အပူဆုပ်ယူခြင်းအစိမ့်ငွေ့ပါဖုံးအုပ်ပေးနိုင်တဲ့အေဂျင့်တွေကိုပုံမှန်သုံးဆွဲလာတယ်ဗျ
ဒါကမီးလောင်ပြီးမှဖြည့်ရှင်းရတဲ့ပြဿနာပါဒါပေမဲ့အဲ့ဒီမီးလောင်မှုတွေရဲ့30%လောက်ဟာနေ့စဉ်ကားအားသွင်းတဲ့ရိုးရှင်းတဲ့အလေးချိန်တွေတစ်ခုကနေစတင်နေတဲ့ဆိုတာကိုရောတတိထားမိပါသလားဒုတိယလှုပ်ဝက်ချက်ကိုစက်ကြည့်ရအောင်ဒုတိယလှုပ်ဝက်ချက်ကတော့ဘက်ထရီအားသွင်းခြင်းဆိုင်ရာအကောင်းဆုံးစီးမြင်ပဲဖြစ်ပါတယ် EV အားသွင်းစနစ်ဟာနိုင်ပေါင်းများစွာ ampere မြင့်မြင့်အစစ်စက်မပြတ်စွဲယူအသုံးပြုရတဲ့လျှက်စစ်ဝင်အားဖြစ်တယ်ဗျမမရင်းအားသွင်းတာမို့လို့ EV မီးလောင်မှုစုစုပေါင်းရဲ့18%ကနေ 30%အထိကိုဖြစ်ပွားစေနိုင်တာမို့လို့စနစ်တကျအားသွင်းဖို့လိုအပ်ပါတယ်ပထမဆုံးတည်ထားရမယ့်အချက်ကတော့နေ့စဉ်မောင်းနေမှုအတွက်ဘက်ထရီအားကို20%ကနေ80%ကြားမှာပဲအမြဲထိန်းထားတာမျိုးဖြစ်တယ်ဗျခရီးဝေးမသွားမဲ့ဘက်ထရီအားကို100%အပြည့်အမြဲတွင်းထားတာဟာဒါမှမဟုတ်300%နီးပါးအထိလုံးဝကုန်အောင်သုံးတာဟာဘက်ထရီဆဲတွေကိုဓာတုဗေဒအရာဖိအားဖြစ်စေတယ်လို့တတန်းကိုလည်းကြာဆင်းစေတယ်ဗျဒါပေမဲ့တည်ငြိမ်မှုမြင့်မားတဲ့ LFP ဘက်ထရီသုံးကားတွေမှာတော့တစ်ပတ်ကိုတစ်ချိန်100%ပြည့်အောင်အားသွင်းပေးတာကဘက်ထရီဆဲတွေကိုညီမျှစေဖို့ကိုအကူအညီပေးပါတယ်အိမ်မှာအားသွင်းတဲ့အခါတမန်အိမ်သုံးအပုံမီးကျိုးတက်ပြားတွေခွာပလက်တွေကိုလုံးဝမသုံးပါနဲ့ EV အားသွင်းစနစ်က ampere အလုံးမြင့်မားတယ်လို့ရေရှည်ဆွဲယူတာမို့လို့တမန်မီးကျိုးခွေတွေကိုသုံးဆွဲရင်ကျိုးတွေအလင်းအမြတ်အရေးပြော်တယ်အဲ့ဒါကနေအိမ်သွင်းမီးလောင်မှုကိုဖြစ်စေနိုင်နေဗျအမေရိကန်အမျိုးသားလျှက်စစ်ဥပဒေအရ EV အားသွင်းစနစ်ကိုစင်စက်မပြည့်ဝင်အားအဖြစ်သတ်မှတ်တာမို့လို့ဝါယာကျိုးတွေနဲ့ breaker တွေဟာအားသွင်းကိရိယာရဲ့အမြင့်ဆုံးထုတ်လုပ်မှုထက်125%ပိုမိုခံနိုင်ရရှိဖို့လိုအပ်ပါတယ်အိမ်တွင်းပန်နယ်ဝင်အားမလုံလောက်ရင် smart splitter စနစ်တွေကိုသုံးပြီးအဝတ်6ခန်းဆက်နဲ့ကားအားသွင်းဆက်ကိုဘေးကင်းကင်းပတ်လန်းခွဲဝေအသုံးပြုနိုင်ပါတယ်အဲ့ဒါတွေတင်မကပါဘူးယာလီဝတ္ထုအလွန်အေးတဲ့ data တွေမှာရေခဲမအောက်အပူချိန်ရှောင်းရင်ပေါ့ဗျာ EV ကိုအားသွင်းရင်ဘက်ထရီအမငုတ်ပေါ်မှာ short circuit ဖြစ်စေနိုင်တဲ့တထုလွှာကြာခြင်းတွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီတထုတွေဟာစူးကျုံတွေလိုကြီးထွားလာပြီးအတွင်းပိုင်းအလားပေါက်ကိုထိုးပေါက်တဲ့ short circuit တွေဖြစ်စေပါတယ်အနေရရှိတာကချက်ချင်းမီးမလောင်ပဲနောက်ပိုင်းမှာလမ်းဖူးတိုက်မိတာမျိုးဒါမှမဟုတ်တုံခါမှုတွေကြောင့်ရုတ်တရက်တာမယ် runway ဖြစ်ပြီးလမ်းမပေါ်မှာမီးလောင်တက်တာမျိုးဖြစ်ပါတယ်အဲဒါကြောင့်အားမတွင်းမီမိနစ်30ခန့်ကြိုတင်ပြီး battery heater စနစ်ကိုဖွင့်ပေးရပါမယ်နောက်ဆုံးတတိပေးချင်တာကတော့ရေလမ်းမှုခံရတာပဲဖြစ်တယ်ဗျ။စားငတ်ရေဟာလျက်ကူးနိုင်စွာလိုမြင်မာတာမို့လို့ရေပြန်ကျသွားတဲ့တိုင်အောင်ဘက်ထရီအတွင်းတဖြည်းဖြည်းတိုက်စားပြီးရပ်ပေါင်းများစွာကြာမှရုတ်တရက်မီးထလောင်တတ်ပါတယ်။ Hurricane မုန်တိုင်းပြီးစားငတ်ရေမြုပ်ခဲ့တဲ့ EV တွေဟာနောက်ကျမှပေါ်လာတဲ့ thermal runaway ကြောင့်မီးလောင်ခဲ့ရတယ်ဗျ။ရင်းမြုပ်ထားတဲ့ EV ကိုလုံးဝအားသွင်းတာမျိုးစက်နှိုးမောင်းနေတာမျိုးမပြုပဲပြတင်းပေါက်တွေနဲ့တကားတွေကိုဖွင့်နေမီးလောင်နေတဲ့တံငွေတွေထွက်ခွာစေပြီးလူနေအိမ်နဲ့ပေ90အကွာမှာပဲတီးသန့်သိစီထားရပါတယ်ဒါတွေကကမ္ဘာလုံးဆိုင်ရာအခြေခံဗဟုသုတတွေပါဒါပေမဲ့ပြည်တွင်းက EV ကားပိုင်ရှင်တွေတကယ်လက်တွေ့ဈေးကွက်မြေပြင်မှာနေစဉ်ရင်ဆိုင်နေရတဲ့တီးသန့်စိန်ကုန်ချက်ကြီး9ခုရှိတယ်ဗျကားဝယ်ယူဖို့ပြင်ဆင်နေသူတွေကြိုးသွင်းတက်ချက်ထားတဲ့အဲ့ဒီချက်တွေကဘာတွေဖြစ်မလဲပြည်တွင်းကအကြီးမားဆုံးလက်တွေ့ကျတဲ့အဟံတားကတော့လျှက်စစ်တအားထုတ်လို့ဖြန့်ဖြူးနိုင်စွမ်းနဲ့စွမ်းရည်လိုအပ်ချက်ကွာဟနေခြင်းပဲဖြစ်တယ်ဗျာတနိုင်ငံလုံးအတိုင်းအတာနဲ့လျှက်စစ်တအားရရှိမှုအချို့ကထောက်ဝက်ကြော်ခန့်တာရှိသလိုအဓိကမြို့ကြီးတွေမှာလည်းအလှည့်ကျမီးပေးစနစ်ကြောင့်စားသုံးသူတွေဟာလျှက်စစ်တအားလုံးလောက်ရရှိဖို့ရုန်းကန်နေကြရပါတယ်အခြေခံအဆောက်အအုံပိုင်းစိန်ခေါ်မှုတွေရေအားလျှက်စစ်ထုတ်လုပ်မှုအကန့်အသတ်တွေကြောင့်လျှက်စစ်ထုတ်လုပ်နိုင်စွမ်းကျဆင်းမှုတွေလည်းရှိနေသလိုလျှက်စစ်လိုင်းဖြန့်ဖြူးရေးစခန်းတွေမှာလည်းအစင်းမြင့်တင်ဖို့လိုအပ်နေစေဖြစ်တယ်ဗျာဒီလိုအခြေအနေမျိုးမှာတည်ငြိမ်ပြီးဗိုလ်အားမြင့်တဲ့လျှက်စစ်တအားလိုအပ်တဲ့အမြင့်အားသွင်းစခန်းတွေကိုအလင်းမြန်တိုးချဲ့ဖို့စိန်ခေါ်မှုကအများကြီးရှိနေပါတယ်ဈေးကွက်အတွင်းအများပြည်သူတို့အားသွင်းစခန်းအရေးအတွက်ကလိုအပ်ချက်တဲ့နှဲပါနေသေးပြီးအားသွင်းစခန်းတွေကိုတောက်ရောက်အားသွင်းဖို့အတွက်လည်းအချိန်ယူစောင့်ဆိုင်းရတာတွေခရီးတော်လာမှုခရီးဝေးတာတွေစတဲ့အဆင်မပြေမှုတွေကို EV ပိုင်ရှင်တွေကကြုံတွေ့နေရတယ်ဗျEV က accident ဖြစ်လို့ဒါမှမဟုတ်ဝါယာကြိုးတွေပျက်စီးလို့ပြုပြင်ဖို့အပေါ်ပျက်စီးလိုအပ်လာရင်ပြီးပါကနေမာယူတင်သွင်းဖို့အတွက်ရတတက်ပတ်နဲ့လားနဲ့ချီဆောင်ဆောင်ရလေးရှိပါတယ်။တမယိုးချဂျပန်ကားဟောင်းတွေလို့လမ်းဘေး workshop တွေမှာအပေါ်ပျက်စီးအလွယ်တကူရှာဖွေလို့မရဘူးဗျာ။အဲ့ဒါအပြင်ပြီးတွင်းကဘူအားမြင့် EV စနစ်တွေကိုစနစ်တကျပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့အစစ်မြစ်ကျွမ်းကျင်နည်းပညာရှင်တွေနဲ့တင်တန်းကျောင်းတွေကလည်းအားနည်းနေစေဖြစ်ပါတယ်။ဒီလိုဈေးကွက်ခက်ခဲတွေကိုကြော်လွှားပြီးလမ်းပေါ်ထွက်လိုက်တဲ့အခါကိုယ့်ရဲ့ကားကတိတ်ဆိတ်လုံးနဲ့အားသာချက်ကပဲကိုယ့်ကိုမရည်ရွယ်ပဲအန္တရာယ်ဖြစ်စေနိုင်တဲ့အရာတစ်ခုရှိနေပါတယ်ဘယ်လိုမျိုးလဲတတိယလှုပ်ဝက်ချက်ကိုစက်ကြည့်ရအောင်တတိယလှုပ်ဝက်ချက်ကတော့ EV ရင်တိုက်မှုနဲ့လမ်းဘေးပေးကင်းရင်ကွဲပြားချက်ပဲဖြစ်ပါတယ်ကားအတွင်းလိုက်ပါစီးနှင်းသူတွေအတွက်ကတော့ EV တွေကအလွန်ဘေးကင်းနေဗျာလိလချက်တွေအရ EV စီးနှင်းသူတွေဟာတရားရမှုအာမခံတောင်းဆိုမှုနှုန်း40%ပိုမိုနည်းပါပြီးတမန်ကားတွေထက်ရင်တိုင်းမှုအတွင်းတရားရနိုင်ခြေ46%ပိုမိုနည်းပါပါတယ်ဘက်ထရီဘူးကိုရင်အောက်ချိန်မှာဖြတ်ခင်းထားတာမို့လို့ဆွဲငင်အားပိုဟိုချက်နှိပ်ပြီး
တိမ်မောင်းနိုင်ခြေကလည်း90ရာခိုင်နှုန်းထိလျော့နေသွားတယ်ဗျဒါပေမဲ့လမ်းလျှောက်သူတွေနဲ့စပိန်သမားတွေအတွက်ကတော့ EV တွေကကြောက်စရာကောင်းတဲ့အနေအထားတစ်ခုဖြစ်လာပါတယ်ဗြိတိန်နိုင်ငံရဲ့သုတေသနအရလျှက်စစ်နဲ့ hybrid ယာဉ်တွေဟာလမ်းလျှောက်သူတွေကိုတိုင်းမိနိုင်ခြေ73စီ3ယာဉ်တွေထက်နှစ်ဆပုံမြင့်မားပြီးမြို့ပြနဲ့လူစီကားရနေရာတွေမှာသုံးစားတီပုံမြင့်မားပါတယ်အကြောင်းရင်းကတော့လျှက်စစ်မော်တာတွေရဲ့တိတ်ဆိတ်လွန်းတဲ့မောင်းနှင်မှုကြောင့်ပဲဖြစ်တယ်ဗျအမြင်အာရုံချွင်ရင်းသူတွေရဲ့93ရာခိုင်နှုန်းဟာတိတ်ဆိတ်တဲ့ EV တွေကြောင့်သွားလာရခက်ခဲနေကြပြီးတပုံခန့်ဟာတိုင်းမိနူနီပါကြုံတွေ့ခဲ့ရတယ်ဗျဒါကြောင့်ဥရောပနဲ့အမေရိကန်မှာ EV ကားတွေအရှိန်နဲ့မောင်းနေချိန်မှာအတူပြုလုပ်ထားတဲ့အချက်ပေးတန်းထုံးလွှင့်ပေးတဲ့စနစ်ကိုဥပဒေအရမဖြစ်မနေတက်ဆင်စေခဲ့တာဖြစ်ပါတယ်အထူးသဖြင့်တရုတ်နိုင်ငံချန်ရှူးမြို့ရင်တိုင်းမှုအစင်းရင်အချက်လက်ဆန်းစစ်ချက်အရစုစုပေါင်းရင်တိုင်းမှုရဲ့9.4ရာခိုင်နှုန်းသာရှိပေမဲ့တိစုံမှုအားလုံးရဲ့12.4ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။တွက်ချက်မှုတွေအရ EV တိုင်းမှုတစ်ခုဟာရိုးကားထက်တိစုံနိုင်ခြေ6.3ရာခိုင်နှုန်းပုံမြင့်မားပါတယ်။အထူးသဖြင့် EV တိုင်းမှုတွေရဲ့2.9ရာခိုင်နှုန်းဟာကားစတင်ထွက်ခွာစာအစစ်မှာဖြစ်ပွားခဲ့ပြီးတမန်ကားတွေမှာ3.3ရာခိုင်နှုန်းသာရှိတယ်ဗျာဒါဟာ EV တွေရဲ့ချက်ချင်းရရှိတဲ့စွမ်းအားမြင့်လှေအားကြောင့်ကားစားထွက်ချိန်မှာအရှိန်ပြင်းလွန်ပြီးရင်မောင်းသူတွေထိန်းချုပ်မှုလွတ်သွားတတ်လို့ပဲဖြစ်ပါတယ်အဲ့ဒါအပြင်ဆောင်းရသည်မှာကုန်းလမ်းမျက်နှာပြင်ချော်ခြင်းတဲ့အတူအေလုံးနဲ့အပူချိန်ကြောင့်ဘက်ထရီနဲ့တိုင်ယာဆွဲရကျဆင်းပြီးဆောင်းရသည့် EV ရေတိုင်းမှုတွေမှာတိတ်ဆုံးမှုနှုန်းဟာ45.5ရာခိုင်နှုန်းအထိအစမတန်မြင့်မားသွားတတ်တယ်ဗျာဒါပေမဲ့ရင်တိုင်းမှုအလုံးရဲ့92ရာခိုင်နှုန်းဟာလူသားတွေရဲ့အာရုံလွင့်လာတဲ့အရှိန်လုံးမောင်းနေခြင်းကြောင့်သာဖြစ်ပွားပြီးဘက်ထရီမီးလောင်မှုကြောင့်တိုင်းမိတာကတော့3.3ရာခိုင်နှုန်းအောက်တာရှိလို့စိုးရိမ်လွန်စရာမလိုပါဘူး။ကဲရတိုင်းမှုကနေကင်းဝင်လို့အဲ့ရှိမှာကားကိုအကောင်ပကတိရက်နိုင်ရင်ရော100ရာခိုင်နှုန်းစစ်ချရပြီလား။မချရသေးဘူးဗျ။ညဘက်မှာတင့်ကားစီကိုတိတ်ဆိတ်ရောက်လာပြီးတင်းရကြီးဆုံးရှုံးအောင်လုပ်မယ်။တင်းငယ်တဲ့ဖြစ်စီသမားတွေရှိပါတယ်။သူတို့တွေကဘာတွေလဲ။နောက်ဆုံးစတုံးသားမြောက်လွတ်ဝက်ချက်ကတော့ကားပိုက်ရှင်တိုင်းခေါင်းကိုက်ရတဲ့ကြောဝင်ကိုက်တဲ့ပြဿနာပဲဖြစ်ပါတယ်။ကျွတ်တွေရဲ့ရှေ့သွားတွေဟာတစ်သက်လုံးစစ်ဆက်မပြတ်ကြီးထွားနေလို့သွားတူအောင်တစ်ခုခုကိုအမြဲကိုက်ဖြတ်နေရတဲ့ဇီဝကာမတဘာဝရှိပါတယ်။ကားဝါယာကျိုးတွေရဲ့လုံးဝင်းတဲ့ပုံတံကကျွတ်တွေသွားသွေးဖို့အကောင်းဆုံးဖြစ်နေတယ်ဗျ။အဓိကဆွဲဆောင်မှုဖြစ်စီတာကတော့ခက်မီကားတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အသုံးပြုလာတဲ့ပဲပိဆက်အခြေခံဝါယာအကာတွေဖြစ်ပြီးအဲ့ဒါတွေကကျွတ်တွေတို့အရာသာရှိတဲ့အစားအစာတစ်ပွဲဖြစ်နေစေတယ်ဗျ။အဲ့ဒါအပြင် EV တွေဟာအားသွင်းနေတော့မှဘက်ထရီကိုတင်းလျော်တဲ့အပူချိန်မှာရှိနေစေဖို့လျှက်စစ်တအားနဲ့အပူပေးနေရတာမို့လို့ကားစက်ခံအသွင်းဟာညဘက်မှာအမြဲနှွေးထွေးနေတတ်ပြီးစောင်းရဒီမှာကြွက်တွေခေါ်လို့ဖို့အလွန်ဆွဲဆောင်မှုဖြစ်စေတယ်ဗျကြွက်ခိုက်ခံရလို့လိမ်မော်ရောင်ကေဘယ်တွေပျက်စီးရင်မောင်းနေစဉ်အတွင်းလျှက်စစ်တအားရုတ်တရက်ပြတ်တောက်သွားတာမျိုးဒါမှမဟုတ်မီးလောင်မှုအနေအကိုဖြစ်ပေါ်စေတယ်ဗျပြုပြင်စရိတ်ဟာ300ချီတီကြားတင်နိုင်တယ်လို့တမယိုးချအာမခံတွေကဒါကိုအကျုံးဝင်ခွင့်မပေးပဲနာမည်ကြီးကားထုတ်လုပ်သူတွေကိုအုပ်စုတဲ့တရားဆက်စုံမှုတွေပြုလုပ်ခဲ့ကြပေမဲ့တရားရုံးကပလက်ခဲ့ကြတာမို့လို့စားသုံးသူတွေနေနာခဲ့ရတာမျိုးရှိပါတယ်အချို့အဖြစ်ပြောရမယ်ဆိုရင်ဗျ EV ကားတွေကနီးပညာအရာအလွန်ဘေးကင်းပြီးအားသာချက်များစွာရှိပေမဲ့ကိုယ့်ရဲ့စနစ်တကျမဟုတ်တဲ့အားသွင်းမှုအလေးထားသိစိတ်လုံးနဲ့မော်တာကြောင့်တခြားသူတွေကိုတတိထားမောင်းနေရမယ်တာဝန်ရှိမှုနဲ့ကျွမ်းအနေရဲ့ကာကွယ်ရေးတွေကိုတော့ပိုင်ရှင်တိုင်းမဖြစ်မနေတည်ပြုရမှာဖြစ်ပါတယ်အဲ့ဒါအပြင်ပြည်တွင်းကလျှက်စစ်မြေအခက်ခဲနဲ့မူဝါဒပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါထည့်သွင်းစဉ်းစားပြီးမှဝယ်ယူဖို့ဆုံးဖြတ်သင့်တယ်ဗျာမိတ်ဆွေတို့ရော EV ကားနဲ့ပတ်သက်ပြီးဒီအနေတွေနဲ့ပြည်တွင်းဈေးကွက်အခြေအနေတွေဘယ်လိုမြင်လဲခင်ဗျအောက်က comment မှာမျှဝေဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျအခုဗီဒီယိုလေးကိုသဘောကျရင် like လုပ်ပြီးအပတ်စဉ်ဗဟုသုတရစီအကြောင်းအရာတွေကိုလက်မလွတ်စေဖို့ channel ကိုsubscribe လုပ်ပြီးထားပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်စိတ်ချလက်ချဘေးကင်းကင်းမောင်းနေနိုင်ကြပါစေခင်ဗျာ